Hello အားလုံးပဲမင်္ဂလာပါမမကြီးရဲ့ cooking vlog နဲ့ကြိုဆိုပါရစေဒီနေ့မမကြီးကဘာလေးချက်ပြမလဲဆိုလို့ရှိရင်ငါတစ်တာကျုပ်ဟော့ပွိုင်ချက်ကလေးကိုချက်ပြမှာပဲဖြစ်ပါတယ်ရှင်အရင်ဆုံးကျွတ်တုံအဖြူနီကိုစီတက်လိုက်ပါမယ်နော်ဒီချက်နီးလေးရပေါ့နော်မမကြီးတစ်ခါမှမချက်ဘူးပါဘူးမမကြီးချက်လို့ရှင်ပေါ့နော်ရိုးရိုးပဲဟပ်ပွိုင်ချက်ကိုချက်တတ်ပါတယ်အခုဟာပေါ့နော် line မှာသူများတွေအဲ့လိုမျိုးငါးတစ်တာလေးနဲ့ချက်တာမြင်လို့ပေါ့နော်မမကြီးကလိုက်ပြီးတော့စမ်းချက်ကြည့်ရပါသူများတွေကတော့ငါးတစ်တာနှစ်ဖူးသုံးဖူးထည့်တယ်ပေါ့နော်မမကြီးကတိတ်ပြီးတော့ပေါ့နော်ကိုလည်းတိတ်မကြိုက်တော့ပေါ့နော်ဒီလိုတပူးလေးပဲစမ်းပြီးထည့်ကြည့်လိုက်တယ်ငါးတစ်တာလေးကိုအနှစ်ဖြစ်သွားအောင်လို့နည်းနည်းလေးခြေပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ရေကြက်အေးလေးထည့်တယ်ကြက်ဥလေးတို့ဖောက်ထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့အချိုအငံလေးကိုပေါ့နော်အပေါ်ရန်လေးကနေပြီးတော့နှံ့သွားအောင်လို့လိုက်ပြီးတော့ဖြူပေးလိုက်ပါတယ်။ငပြားကြီးလေးနှဲငယ်လေးထည့်လိုက်ပါတယ်ရှင်။အချိုငံနှံ့သွားအောင်လို့ပေါ့နော်မှွေလိုက်ရင်လည်းကြက်ဥလေးတွေကြည်သွားမှဆိုလို့ဇွန်းလေးနဲ့အရည်လေးတွေခတ်ပြီးတော့ဒီလိုလေးပဲလိုက်ပြီးတော့ဖြန်းပေးလိုက်တယ်နော်။ပြီးရင်တော့ငရုတ်သီးစိမ်းနဲ့နန်းနန်းမင်းလေးအုပ်လိုက်ပါတယ်ရှင်။အခုဆိုရင်တော့စီးပြန်လာပြီဆိုတော့ကြက်ဥဟော့ပွိုင်ချက်လေးရပါပြီ။ဒီနီးလေးကိုပေါ့နော်လိုက်ပြီးတော့စမ်းချက်ကြည့်တာပါစားတာတော့မစားသေးဘူးပေါ့နော်ဒါပေမဲ့အယောင်လေးကြည့်ရနေရင်စားခြင်းစပွဲလေးပါရှင်အခုဆိုရင်တော့ငါတစ်တာကျုပ်ဟော့ပွိုင်ချက်လေးရပါပြီရှင်မမကြီးရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြပါဦးလို့မမကြီးကပြောချင်ပါတယ်ရှင်